မင်္ဂလာပါကျမတို့အခုဝက်ကြလေးတွေကိုတရုတ်လိုရေးကြည့်ရအောင်အစားမစားချင်ဘူးဒါဆိုရင်လွယ်တယ်我不想吃ကစားတာ我不想吃东西ဒါဆိုရင်ကိုဒီအစားမစားချင်ဘူးလို့ပြောတာအစားစားချင်စိတ်မရှိဘူးအစားမစားချင်ဘူးကိုနောက်တစ်မျိုးလေးရေးလို့ရတယ်我လေးနဲ့စလိုက်မယ်နော်我没有胃口လို့ရေးလို့ရတယ်胃口ဒီအစားစားချင်စိတ်ကိုပြောတာ我没有胃口အစားမစားချင်ဘူးအစားစားချင်စိတ်မရှိဘူးရမယ်နော်နောက်တစ်ခုလေးဆိုရင်တကူလုံးအားမရှိဘူးဒါဆိုရင်ကျမတို့ကလေတကူလုံးကို浑身လို့တောင်းလို့ရတယ်浑身မရှိဘူးဆိုတော့没有အားရင်မရှိဘူးဆိုရင်力气浑身没有力气ရမယ်နော်နောက်တစ်ခုလေးဆိုရင်လေချောင်းရားပြီး6တယ်အဲ့တခါလေးမှာကျမတို့လေချောင်းတွေရားတယ်6လဲ6တယ်ဒါမျိုးဆိုရင်လေချောင်းက嗓子အဲ့တော့ရားလဲရားတယ်6လဲ6တဲ့အချိန်လေးကိုကျမတို့ဒီရုပ်ဆိုတဲ့အသုံးလေးကိုနှစ်ခါသုံးပြီးတော့ဖော်ပြမယ်ရုပ်ရားတာဒီယံရုပ်ယံရုပ်ကန်းကန်းက6တွေ့တာကိုပြောတာရမယ်နော်ဒီရုပ်နှစ်ခါသုံးတာဒီအင်္ဂလိပ်လိုဆို both and ပေါ့ဒီဟာလေးဖြစ်တယ်ရားလဲရားတယ်6လဲ6တယ်ပစ္စည်းတွေဒီဈေးလဲချိုတယ်ဒါဆိုရင်ရုပ်便宜ရုပ်好高လဲကောင်းတယ်ရုပ်好吃စသဖြင့်ပေါ့နောက်တစ်ခုလေးဆိုရင်ဒီအသီးမျိုးကအပူကန်လွယ်တယ်ဒါဆိုရင်လွယ်လွယ်လေးပဲအမျိုးအစားကို种လို့သုံးမယ်这种အသီးက水果这种水果容易ဆိုတာဒီလွယ်ကူတာကိုသုံးတာ容易上火အပူကန်တာဒီ上火ရမယ်နော်နောက်တစ်ခုလေးဆိုရင်ဒီနေ့တော်တော်ကြီးပင်ပန်းတယ်ဒါကတော့ကျမတို့အရန်လွယ်တယ်今天我累坏了တော်တော်ကြီးပင်ပန်းနေတဲ့အချိန်လေးကို累坏了ဆိုပြီးသုံးလို့ရတယ်累死了ဒီသုံးလေးလည်းရ